ကျွန်တော်နောက် comment တစ်ခုမေးထားရပါတော့တော်တော်ကောင်းတဲ့ comment ပေါ့နော်ဒီမှာပေါ့နော်ကျွန်တော်တို့ YouTube မှာမေးထားတဲ့ဟာလေးဖြည့်ပေးပါမယ်ဆရာကြီးပြီးခဲ့တဲ့တင်းလာနေရပေါ့နော်ဒီဘယ်လိုပြောမလဲဒီဆေးရုံတစ်ခုမှာပေါ့နော်ကျွန်တော်နာမည်တော့ထည့်မပြောတော့အဲ့မှာတဲ့ဆေးရုံတစ်ခုရဲ့ဆေးရုံတစ်ခုရဲ့သွားနဲ့ကတွင်ဌာနမှာတဲ့သွားကျင်နေလို့ပြလိုက်တာတဲ့ပြတာကိုတဲ့ညာဘက်အန်ဆုံးတစ်ချောင်းလုံးနှုတ်ပေးလိုက်ပါတယ်တဲ့သွားကျင်နေတာလွင်ရင်ကျန်တာဘာမှမဖြစ်ပါဘူးတဲ့အဲ့ဒါသွားလို့ရလောက်တဲ့ထိတက်ဆိုင်မှုရှိပါသလားတဲ့ပြန်ပြပေးပါဆရာဆိုတော့ကျွန်တော်အမြင်တော့ပေါ့နော်ကျွန်တော်ဒါနှစ်ဖက်လုံးတော့မျှပြီးတော့ကျွန်တော်တစ်ချက်တော့ပြပြပေးပါမယ်အဲ့ဆိုပုံမှန်တော့သွားကျင်တာဒီကျွန်တော်ဘာကြောင့်ဖြစ်တက်လဲဆိုရင်ကျွန်တော်တို့သွားရဲ့မျက်နှာပြင်ပေါ့ကျွန်တော်တို့အပေါ်ဆုံးလော enamel လို့ခေါ်ရဲအောက်မှာရှိရဲ့နောက်ထပ်တစ်လောပေါ့နော်ခံစားချက်ရှိတဲ့အလွာလို့ပြောမယ်ပေါ့အလွယ်တကူဆိုအဲ့ဒါကိုကျ dentine လို့ခေါ်တယ်ကျွန်တော်အဲ့ဒါကြောင့်တစ်ခါကျသွားရကျင်လာတယ်ကြိုက်လာတယ်ဆိုတော့ဘာလို့ဆိုတော့ဒီသွားပိုးပေါက်တွေဒီ enamel ကိုဖြတ်ပြီးတော့ကျွန်တော် dentine ကိုရောက်သွားတဲ့အတွက်ကြောင့်ပေါ့အဲ့လိုဆိုတော့ဒီ dentine ဆိုတဲ့အလွာကိုရောက်ပြီဆိုရင်သွားရည်ဒီကြိုက်လဲကြိုက်နိုင်တယ်ကျင်လဲကျင်နိုင်တယ်နောက်ဆုံးအကျော်ထိရဲ့ထိလဲဖြစ်နိုင်တယ်အဲ့ဒါကြောင့်မလို့အဲ့လိုမျိုးပဲ့သွားတယ်ဒီလိုမျိုးဂျိုင်းကွက်ဖြစ်သွားတယ်ဒါမှမဟုတ်မိုးပြဲတယ်ဟိုလိုမျိုး erosion cavity ပေါ့နော်အဲ့လိုမျိုးဂျိုင်းကွက်ကြီးဖြစ်ခါကျကိုသွားမှတွေ့ရသွားမှအဝါရောင်အကွက်တွေဖြစ်နေတာမျိုးရှိတတ်တယ်အဲ့ဒါတွေအင်္ဂလိပ်လို့ဆို erosion cavity လို့ခေါ်တယ်အဲ့ဒါတွေကျွန်တော်တို့ရဲ့ enamel အပေါ်အရန်လောပြုံးသွားပြီးတော့အောက်ခံကျွေလောပေါ်သွားတဲ့အတွက်ကြောင့်အောက်ခံကျွေလောပေါ်သွားတဲ့အတွက်ကြောင့်သွားကျင်ရခြင်းဖြစ်တယ်ပေါ့နော်သွားအဲ့လိုမျိုးဆိုရင်တော့သွားကျင်နိုင်တယ်အနည်းနဲ့အများကျင်နိုင်တယ်အဲ့လိုဆိုတော့ကိုယ့်ရဲ့ဒါ patient ဘက်ကနေလည်းတခုသတိထားမှာကဥပမာပြင်ကိုယ့်ရဲ့အစားတောက်နေထိုင်မှုကရေခဲရေတောက်တာများတာတို့အချင်းအရန်စားတာမျိုးတို့ကိုယ့်ရဲ့စားတောက်နေထိုင်မှုပုံစံဒီသွားကျင်တာကိုပိုဆိုးစေတဲ့စားတောက်မှုပုံစံဖြစ်နေရဆိုရင်လည်းဒီသွားကျင်တာဒီငကိုထက်ပိုပြီးဆိုးသွားနိုင်မှာဖြစ်ပါတယ်အဲ့လိုဆိုတော့များသောအားဖြင့်သွားကျင်တဲ့သွားတွေဒီသူဒီသွားဖို့နဲ့မပတ်သက်ဘူးပေါ့မပတ်သက်တာများတယ်ပေါ့ဘာလို့ဆိုတော့ဒီ sensitivity နဲ့ဒီ caries ဒီသွားတဲ့လမ်းကြောင်းမတူဘူးဆိုတော့အဲ့ဆိုသွားကျင်တာကိုကုသလို့ရတဲ့နည်းတွေကတော့အများကြီးရှိတယ်ဒါပေမဲ့အဲ့ထဲမှာကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာလန်မိတလောက်နီးလန်းနေကျွန်တော်တစ်ချက်ပြပေးမယ်အခုလိုမျိုးသွားကျင်တာဆိုရင်ကျွန်တော်အလွယ်တကူပထမအစိုးအရင်အဲ့လိုမျိုးထူတာထောင်းစာထူထွင်းစရာမလိုတဲ့ကုသမှုပေါ့မှာစီကန်းမှာအရန်ကြီးကြီးမလုပ်ရတာမျိုးဆိုရင်ဘာရှိမလဲဆိုတော့သွားကျင်တာပြောက်တဲ့သွားတိုက်စီဥမာအဖြစ်ကျွန်တော် sensodyne တို့thermosil တို့တခြား sensitive ဒီတွဲထုတ်ထားတဲ့သွားတိုက်စီအများကြီးပါတယ်ပေါ့အဲ့ထဲမှာတော့အဲ့လို sensitivity ပြောင်းအောင်ဆိုပြီးတော့အထက်မှာ chemical တွေအများကြီးထည့်ထားတယ်တော်တော်များများပုံမှန်ကဒါဒီအနည်းချင်းလောက်ကျင်တဲ့လူတွေအတွက်ဆိုရင်ဒီလိုသွားတိုက်စီနဲ့တော့အဆင်ပြေသွားတယ်ပြန်ပြီးမကျင်တော့အဲ့သွားတိုက်စီကလည်းကျွန်တော်အကြံပေးတာနှစ်ပတ်ထပ်ပို့ပြီးတော့မသုံးပါနဲ့နှစ်ပတ်နေတဲ့အထိကိုသွားတိုက်စီတိုက်လို့မပြောက်ဘူးဆိုရင်တော့ဒါစိတ်ကမှာတခြားလေး check up လုပ်တင်ပါတယ်နှစ်ပတ်နေလို့မပြောက်ဘူးဆိုရင်မိတ်ဆွေရဲ့သွားကျင်တာကsmall ဘယ်လိုပဲနည်းနည်းလေးပဲကျင်တာမဟုတ်တော့သူဒီအလေလက်လောက်ဖြစ်လာနိုင်တယ်နောက်ပိုင်းကိုကဒီတိုင်းပြီးဆိုလွယ်ထားလိုက်ပြီးဆိုရင်ဒီထက်ပိုပြီးတော့ကျင်တာမျိုးဖြစ်သွားနိုင်တယ်အဲ့လိုဆိုတော့ဒါဒီပထမဆုံးသွားတိုက်စီနဲ့ထိမ့်သိမ့်နဲ့အခြေအနေပေါ့နော်နောက်တစ်ခုကကျတော့ဘယ်လိုလုပ်လို့ရလဲဆိုတော့သွား hyper ဒီ sensitivity အတွက်ကိုကျွန်တော်စေကန်းနေမှာ in office ပေါ့ in office ဒီ coating တွေလုပ်လို့ရတယ်ဒါဒီအပေါ်မှာအလွှာလေးတစ်လွှာတင်လိုက်တယ်ဒါဒီသွားပါတာမဟုတ်သေးဘူးเนาะသွားမကျင်အောင်ဆိုပြီးတော့သွားကျင်တယ်ဆိုတာဒီ dentine မှာရှိတဲ့ဒီအပေါက်တွေအများကြီးပေါ့ကျွန်တော်တို့ဘယ်လိုမျိုးဖော်တုံးလိုမျိုးအပေါက်တွေဖြစ်သွားပြီအဲ့ဒါရေခဲရေထိတာဖြစ်ချင်းတာတခုထိတာဖြစ်အဲ့ဒါထိတာနဲ့ရုပ်တည်းကျင်တက်သွားတာမျိုးပေါ့အဲ့လိုမျိုးဖြစ်တာအဲ့ coating လုပ်လိုက်ပြီဆိုတော့အဲ့အပေါက်တွေအကုန်လုံးပိတ်ချပလိုက်တာဒါပေမဲ့သွားဖာတဲ့အဆင်တော့မဟုတ်သေးဘူးဒီလို coating လေးပဲလုပ်တာပြီးဖာရလောက်တဲ့အထိလဲသွားကအပေါက်ကမနှက်ဘူးဆိုရင်တော့ဒီလိုမျိုး coating လုပ်လို့ရတယ်အဲ့လိုဆိုတော့ဒါကတော့ဒုတိယနည်းပေါ့နော်တတိယနည်းကကြတော့သူကတီးတာထင်ရှားတဲ့အပေါက်ရှိတယ်ခုနမိုးပြက်တဲ့အိုးလိုအပေါက်ပဲဖြစ်ဖြစ်ခုနလိုအဝိုင်းအောင်အပေါက်ဂျိုင်းကွက်တွေဖြစ်နေတာပဲဖြစ်ဖြစ်နောက်ဆိုသွားရဲ့လက်ပင်ပေါ့ neck of the tooth မှာပစိန်နဲ့ခုတ်ထားလို့အဲ့လိုအထစ်ကလေးလိုမျိုးဖြစ်နေတာမျိုးဖြစ်ဖြစ်အဲ့ဒါကိုကြာ attrition လို့ခေါ်တယ်ပေါ့နော်အဲ့လိုမျိုးနေရာတွေမှာဆိုတော့သွားကျင်တဲ့နှုံးကပိုများတတ်တယ်အဲ့လိုမျိုးဟာတွေတီးတာထင်ရှားတဲ့အပေါက် cavitation ရှိတယ်ဆိုရင်တော့ဖာလို့ရပါတယ်အဲ့လိုမျိုးဖာတဲ့နေရာမှာလည်းများသောအားဖြင့်ကတော့ဒီလိုမျိုးဒီသွားကျင်တာတက်တာအောင်ဆိုရင်တော့ဘယ်ဟာတွေကပို့ပြီးတော့တက်တာတဲ့နှုံးကမြန်လဲဆိုတော့ဒီ glass iron တို့မှလို့ခေါ်တဲ့သွားဖာစီတွေပေါ့နော်ဒီသူတို့ကြောင့် fluoride ထွက်တဲ့နှုံးများတယ်ဆိုရင်သူကအဲ့လိုမျိုးဟာနဲ့ဖာလိုက်ရင်တော့သွားကျင်တဲ့ဝေဒနာကတော့ပျောက်ကင်းတာပိုမြန်တယ်ပေါ့နော်ဒါပေမဲ့ composite ဆိုတဲ့သွားဖာစီကတော့သူကမာကြောမှုကတော့ပိုများပေမဲ့ခုနလိုမျိုးသူဒီ fluoride မထွက်တဲ့အတွက်ကြောင့်တော့ခုနလိုမျိုးကိုယ့်ရဲ့ sensitivity ကတော့ဒီ glass iron တို့မှလို့ခေါ်တဲ့သွားဖာစီလောက်တော့မစွမ်းဘူးပေါ့နော်ဝေဒနာကိုတက်တာတဲ့နေရာမှာပေါ့နော်
အဲ့လိုမျိုးပေါ့ဒါပေမဲ့ခုနလိုမျိုးဒီအကိုမေးတဲ့မိကွန်းအရာဆို तू ကကျင်နေတဲ့သွားတစ်ချောင်းနှုတ်ရလောက်တဲ့အထိလိုလားဆိုရင်တော့ကျွန်တော်ရဲ့ honest opinion အရာဆိုရင်တော့မလိုဘူးလို့ယူဆရတယ်ပေါ့နော်ကျွန်တော်ကတော့ဒါပေမဲ့ကျွန်တော်မမြင်ရတာလည်းပါမှာပေါ့နော်ဒါပေမဲ့ခုနကမျိုးဆရာဝန်ဘက်ကပြန်ကြည့်ရင်ကြတော့လေခုနကမျိုးဒီကျင်တဲ့အပေါက်ကသွားငုတ်ပဲကျန်တော့လို့ကျင်နေတာမျိုးဆိုရင်တော့နှုတ်လိုက်တာကတော့တဘာဝကြတယ်ဒါပေမဲ့သွားကြီးအကောင်းတိုင်းဒုနယ်တွေရှိတဲ့ဟာကြီးကိုသွားနှုတ်လိုက်တာကတော့တဘာဝမကြောက်ဘူးပေါ့နော်အဲ့ဒါလေးတော့ကျွန်တော်တစ်ချက်ဖြစ်ပြောချင်တယ်ပုံမှန်ဆိုရင်တော့သွားရဲ့ဒီကိုယ်တည်း structural integrity တစ်ခုလုံးရှိနေတဲ့သွားကိုတော့ကျင်ယုံလောက်နဲ့တော့မနှုတ်တင်ဘူးနှုတ်เสียလည်းမလိုဘူးပေါ့နော် it doesn't make any sense ပေါ့နော်အဲ့လိုဆိုတော့လုံးဝငုတ်ပဲကြံလို့အဲ့ငုတ်ကနေမှကျင်တာတို့ကြိုက်တာတို့ဖြစ်တယ်ဆိုရင်တော့ဒီငုတ်ကိုနှုတ်လိုက်တာမျိုးကတော့ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်ပေါ့နော်ဒါကြောင့်မလို့ဒီဗီဒီယိုခြုံပြောမယ်ဆိုရင်တော့ကျွန်တော်တို့သွားကျင်တာလောက်နဲ့နှုတ်เสียမလို့ပြီးတော့ကျွန်တော်အရှိမပြောခဲ့တဲ့အတိုင်းပဲသွားကျင်တာအစင်းစင်းကုသလို့ရတဲ့ဟာတွေနီးစက်နေတယ်လဲလန်းမိတလောက်လေပြပေးထားပါတယ်အဲ့လိုဆိုတော့မိတ်ဆွေတို့လည်းတခြားမေးချင်တဲ့မေးခွန်းတွေရှိရင်မေးပါအခုလိုမေးတာကိုလည်းကျေးဇူးအများကြီးတင်ပါတယ်